ရှေးဦးကာလကလေးကလူသားတွေဟာသဘောထားကွဲလွဲမှုတွေကိုဖြေရှင်းရမှာအကြမ်းဖက်မှုကိုနီလန်းတစ်ရပ်ဖြစ်သုံးခဲ့ကြပါတယ်။ကမ္ဘာတဝန်းလုံးကလူတွေဟာစစ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကန့်သတ်ဖို့ခေတ်ဆက်ဆက်ကနေယနေ့တိုင်ကြိုးစားခဲ့ကြပါတယ်။ဒီလူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကပဲ1864ပထမဂျနီဗာသဘောတူညီချက်နဲ့ယနေ့ခေတ်လူသားချင်းစာနာထောက်ထားမှုဥပဒေတွေကိုမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။တကမ္ဘာလုံးနဲ့ဆိုင်တဲ့စစ်ပွဲဆိုင်ရာဥပဒေတွေဟာစစ်တပ်ရင်လိုက်နာရမယ့်အခြေခံကန့်သတ်ချက်တွေကိုချမှတ်ပေးထားသလိုတိုက်ခိုက်ရမှာမပါတဲ့သူတွေဆက်ပြီးမတိုက်နိုင်တော့တဲ့သူတွေကိုပါကာကွယ်ပေးထားပါတယ်။အဲဒီလိုကာကွယ်ပေးနိုင်မှုအတွက်ဘသူကိုဒါမှမဟုတ်ဘယ်ရာကိုတိုက်ခိုက်လို့ရတယ်ဘယ်ရာကိုတော့ဖြင့်မတိုက်ခိုက်ပဲကာကွယ်ပေးရမယ်ဆိုတဲ့ဟာကိုအမြဲတမ်းခွဲခြားသတ်မှတ်ပေးထားရပါမယ်။အရေးကြီးဆုံးကအရက်သားတွေကိုဘယ်တော့မှမပြစ်ရပါဘူး။ပြစ်ခဲ့ရင်အဲ့ဒါဟာစစ်ရာဇဝမှုဖြစ်ပါတယ်။ရွာတွေကိုသူတို့ကားနဲ့မောင်းဝင်လာချိန်မှာသူတို့ကအားလုံးကိုတပ်ပြစ်မယ်လို့ပြောတယ်လीကျွန်တော်လည်းရင်းကြောက်သွားအဲ့ဒါနဲ့ချုံမိုတဲကိုပုံနေလိုက်တာပေါ့နောက်တော့အမေစူးစူးဝါအော်တာလည်းကြားရအမေကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ထင်လိုက်မိတယ်အရက်သားတွေကိုဒဏ်ရာရအောင်မလုပ်မိဖို့ဒါမှမဟုတ်သူတို့အသက်ရှင်ရပ်တည်ဖို့မရှိမဖြစ်လိုအပ်တဲ့ဟာတွေကိုမဖျက်ဆီးမိဖို့အတတ်နိုင်ဆုံးသတိထားရပါမယ်သူတို့အနေနဲ့လိုအပ်တဲ့အကူအညီတွေကိုရတဲ့ခွင့်ရှိပါတယ်အကျဉ်းသားတွေနေထိုင်ရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ကျွန်တော်ဘယ်တော့မှစိတ်မပူခဲ့ဘူးဗျဒီလိုလူတွေကြောင့်ကျွန်တော်ညီသေးခဲ့ရတာသူကရန်သူပဲလေကျွန်တော်အတွက်တော့သူကဘာဆိုဘာမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်သဘောပေါက်လိုက်ပါပြီဗျာထောင်ထဲမှာသူဘာမှမလုပ်နိုင်တော့ပါဘူးကျွန်တော်နဲ့ကျွန်တော်မိသားစုကိုသူအန်ဒီရမပေးနိုင်တော့ပါဘူးဖန်စီခံထားရသူတွေရဲ့နောက်ကျောင်းရာဇဝင်ဘလို့ပဲရှိခဲ့သူတို့ကိုညှဉ်းပန်းနှိပ်စက်တာမတရားပြုကျင့်တာတွေမလုပ်ဖို့စစ်ပွဲဆိုင်ရာဥပဒေတွေမှာတားမြစ်ထားပါတယ်သူတို့ကိုစားစရာပေးရမယ်ရေလဲပေးရမယ်သူတို့ရဲ့မိသားစုဝင်တွေနဲ့ဆက်သွယ်ခွင့်လည်းပေးရပါမယ်အဲ့ဒါဟာသူတို့ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းပေးတာဖြစ်တယ်လို့သူတို့ကိုအသက်ဆက်ရှင်ခွင့်လည်းရစေမှာပါဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာတခါတလေမှာကြီးမားတဲ့အန္တရာယ်တွေကြားထဲမှာလူအသက်ကိုကယ်တင်ကြရပါတယ်တိုက်ပွဲတစ်ခုမှာနှစ်ဖက်စလုံးကတိုက်ခိုက်ရေးသမားတွေကအပြင်းထန်ဒဏ်ရာရကြပါတယ်ကျမတို့ကသူတို့ကိုအနည်းဆုံးဆေးရုံပို့ပေးရမှာစစ်ဆေးရေးဂိတ်ကိုဖြတ်တော့စစ်သားတယောက်ကသူ့လူတွေကိုပဲကုတ်ပေးရမယ်လို့ချိန်ချောက်လာတယ်အချိန်ကလည်းမရှိတော့ပါဘူးဒီပုံတိုင်းဆိုလို့ရှင်တော့အားလုံးတေကုန်တော့မှာပါဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုသူတို့လုံနိုင်မှုအမြဲခွင့်ပြုရပါမယ်ကြက်ချင်နီဒါမှမဟုတ်လာချမ်းတွေကိုမတိုက်ခိုက်ရပါဘူးဖျားနာသူတွေဒါမှမဟုတ်ဒဏ်ရာရသူတွေဟာဘယ်အဖွဲ့ကမဆိုဖြစ်နေပါစေသူတို့ဟာစောင့်ရှောက်မှုကိုရတဲ့ခွင့်ရှိပါတယ်လက်နဲ့နီးပညာတွေတိုးတက်လာခြင်းကစစ်ပွဲဆိုင်ရာစီးမြင်တွေကိုလည်းစီလျော်အောင်ပြုပြင်မှုလိုလားပြီးဆိုတဲ့သဘောတက်ရောက်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့လက်နက်တွေနဲ့တချို့တိုက်ခိုက်နည်းတွေဟာတိုက်ခိုက်သူတွေနဲ့ရပ်သားတွေကြားခွဲခြားမှုမရှိတာကြောင့်သူတို့ကိုအသုံးပြုတဲ့နေရာမှာကန့်သတ်ချက်တွေကိုအားလုံးသဘောတူသတ်မှတ်ထားရပါတယ်အနာဂတ်မှာတော့လွတ်လပ်စွာလှုပ်ရှားလှုပ်ဆောင်ပေးနိုင်တဲ့စက်ရုပ်တွေသုံးပြီးစစ်ပွဲတွေကိုတိုက်ခိုက်လာနိုင်ပါတယ်ဒါပေမဲ့လည်းဒီစက်ရုပ်တွေဟာဘယ်တော့မှတိုက်ခိုက်ခြင်းမပြုရမယ့်လူတစ်ယောက်နဲ့စစ်ဖက်ပြစ်မှတ်တစ်ခုကြားမှာခွဲခြားနိုင်စွမ်းရှိပါမလားလက်နက်တွေဘလောက်ပဲခိမိဆန်းပြလာပါစေဒါကအရေးမကြီးပါဘူးအဲ့ဒီလက်နက်တွေဟာစစ်ပွဲဆိုင်ရာစီးမြင်တွေနဲ့ကိုက်ညီနေဖို့ကပိုပြီးပဓာနာကြပါတယ်စစ်ပွဲကာလမှာလူသားတစ်ယောက်ရဲ့အနေဆုံးရှိတဲ့ရှိလိုက်တဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းပေးထားနိုင်တာနောက်ဆုံးကြည်စံပြစ်ပြီးလို့စစ်ပွဲပြီးဆုံးသွားတာနဲ့တပြိုင်နက်အားလုံးအတူတူကပြန်လည်နေထိုင်နိုင်စေတာကတော့အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကြောင့်ပဲဖြစ်ပါလေ